ကဲအားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာကတော့ကျွန်မကလုပ်ပေးနေကြဖြစ်တဲ့ဒါအချစ်ရေး reading လေးလုပ်ပေးထားပါတယ်အခုတစ်ခေါက်အချစ်ရေး reading လေးမှာတော့ကျွန်မတို့ဒါrelationship တွေကြည့်လို့ရမယ်ပေါ့နော်ဒါ single တွေကိုတော့ကျွန်မဒါဦးစားပေးပြီးတော့မှကြည့်ပေးထားတာမျိုးမဟုတ်ပါဘူး relationship တွေခုချိန်မှာတစ်ဖက်သူနဲ့ကိုယ်နဲ့ကအနှဲငယ်ဝေးကွာနေတဲ့အခြေအနေမျိုးလေးတွေရန်ဖြစ်ထားတယ်အဲ့လိုပုံစံမျိုးအနေထားလေးတွေအတွက်ဆိုလို့ရှိရင်တော့ဒါကျွန်မသူတို့တွေအတွက်ကိုဒါကတ်လေးတွေဆွဲပေးထားတယ်လောလောဆယ်ကတော့ကတ်လေးတွေကျွန်မဒီမှာဆွဲထားပေးရပေါ့နော်ဖတ်နေရင်းနဲ့မှလိုအပ်တဲ့အရာလေးတွေကိုကျွန်မထပ်ပြီးတော့မှဆွဲပြီးတော့မှဖြစ်ပါတယ်ကဲအဲ့တော့ပထမအဆုံးအနေနဲ့ကျမတို့ကတ်ကလေးတွေကိုဆွဲကြည့်လိုက်တဲ့အချိန်မှာတစ်ဖက်လူနဲ့ကိုယ်နဲ့ကပို့ပြီးတော့မှအဆင်ပြေလာတော့မယ်ဆိုတဲ့ဟာလေးကိုတွေ့ရတယ်သူ့ဘက်ကနေစပြီးတော့မှကိုစပြီးခေါ်လာတာသူ့ဘက်ကနေစပြီးတော့မှဆက်သွဲလာတာသူ့ဘက်ကနေပဲအစပြိုးလာတာပေါ့နော်ဒီလိုပုံစံမျိုးလေးတွေကိုကြုံရမယ်ဆိုတဲ့ဟာလေးကိုတွေ့တယ်အဲ့တော့ဒီ reading လေးကိုကြည့်နေတဲ့လူတွေကကျွန်မဘာလေးကိုထပ်တွေ့လဲဆိုလို့ရှင်အခုချိန်မှာအချစ်ရေးဆိုတာထပ်ပေါ့နော်ကိုလည်းပျော်ရွှင်အောင်နေတယ်ဆိုတဲ့ energy လေးတစ်ခုတွေ့တယ်ငါကအချစ်ရေးမှာပဲအရန်ပူလောင်နေလို့မရဘူးငါလည်းပျော်ရွှင်အောင်နေမယ်အချစ်ရေးကြောင့်နာကျင်ခံစားရတဲ့အရာတွေလည်းရှိမယ်ဒါပေမဲ့လည်းငါရဲ့ဒီဘက်မှာတော့ငါဒီလဲငါပို့ပြီးတော့မှအဆင်ပြေအောင်နေမယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေချထားတာမျိုးပေါ့နော်ဒီလိုပုံစံမျိုးလေးကိုတွေ့ရဆိုတော့အခုချိန်မှာဒီ reading လေးကိုကြည့်နေတဲ့လူတွေက inner child ကိုနဲ့ကတကယ်ကို connection မိနေတယ်ဆိုတဲ့ဟာလေးကိုကျွန်မတွေ့ရတယ်နောက်တစ်ခုကတော့ဒီ reading လေးကိုကြည့်နေတဲ့လူတွေကဘယ်လိုပြောရမလဲအချစ်ရေးကိုပဲအရန်အာယုံမဆိုင်နေပဲနဲ့ကိုယ့်ရဲ့တခြားသောအလုပ်အကိုင်တွေနဲ့ပတ်သက်တာပညာရေးနဲ့ပတ်သက်တာဟလာကျောင်းကိစ္စနဲ့ပတ်သက်တာဘယ်လိုမျိုးပဲဖြစ်ပေါ့နော်ကိုယ့်ရဲ့ life တစ်ခုနဲ့ပတ်သက်တဲ့အရာမျိုးလုပ်နေတယ်ပေါ့နော်အဲ့တော့ကိုကဒီအချစ်ရေးမှလည်းခံစားပြီးတော့မှကိုယ့်ရဲ့ life တစ်ခုလည်းကိုကအစွမ်းကုန်စူးစမ်းနေရဆိုတဲ့အနေအထားလေးကိုတွေ့ရတယ်အရင်တော့ reading တွေမှာဆိုလို့ရှိရင်အချစ်ရေးချောင်းကိုအမြဲပူလောင်နေရတဲ့ဟာမျိုးတွေတွေ့ရတယ်ကိုပျောက်ဆုံးနေရတွေတွေ့ရတယ်ငါကအချစ်ရေးအဆင်ပြေမှာအလုံးအဆင်ပြေမယ်ဆိုတဲ့ပုံစံအဲ့လိုအနေအထားမျိုးတွေဒါကျွန်မအများကြီးတွေ့ရတယ်ပေါ့နော်ဒီတစ်ခေါက်မှာကတော့ကိုဒီအများကြီးကိုယ့်ရဲ့ life ကိုပို့ပြီးတော့မှစူးစမ်းလာတယ် harmony ဖြစ်လာတာပေါ့နော်ကိုယ့်ရဲ့ဘဝလေးက balance မျှလာတယ်အဲ့လိုပုံစံမျိုးလေးပြောလို့ရတယ်ပေါ့နော်ကိုယ့်အတွက်ရှေ့ကိုဆက်လျှောက်ရမယ့်အရာတွေအတွက်ကိုသူအများကြီးကိုဒါကိုစူးစမ်းနေခဲ့တယ်ခေါင်းထဲမှာငါအချစ်မရှိလဲငါအနေငါတခြားဟာတွေလှုပ်ရှားရှိတာတွေကိုငါလှုပ်ရမယ်ဆိုတဲ့အဲ့လိုမျိုးအသိစိတ်တွေနေပေါ့နော်ဒါရှေ့ဆက်လျှောက်လာတယ်ဆိုတဲ့အနေအထားလေးကိုတွေ့ရတယ်အဲ့တော့ကိုဒီလိုမျိုးစိတ်တွေဒီလိုမျိုးဆုံးမချက်တွေနဲ့တွားနေတဲ့လူတွေကတေချာပေါက်တာကိုလိုချင်တဲ့အခြေအနေတစ်ခုကိုတေချာပေါက်ရလိမ့်မယ်ဆိုတော့ကိုကျွန်မတွေ့ရတယ်နော်ကျွန်မတွေ့ရတယ်အဲ့တော့ကျွန်မဒီ reading လေးကိုကြည့်လိုက်တဲ့အချိန်မှာ relationship တွေအတွက်လို့ကျွန်မကြည့်လိုက်ပေမဲ့ relationship တွေအတွက်ဆိုတာမျိုးထက်ဘယ်လိုပြောရမလဲ relationship ကြောင့်ဖြစ်လာတဲ့ဒီခံစားချက်တွေအပေါ်မှာကိုဘယ်လိုမျိုးရှင်သန်နေထိုင်နေဆိုတော့အခြေအနေမျိုးလေးတစ်ခုကိုပြောလို့ရနေရပေါ့နော်ပို့ပြီးတော့မှအဲ့တော့ကိုအများကြီးပြန်စဉ်းစားတာတွေလုပ်တယ်ပြန်ပြီးတော့မှသုံးသပ်တာတွေလုပ်တယ်ကို reflection ဝင်နေတာတွေလည်းအများကြီးရှိတယ်ဥပမာဒီအချစ်ရေးဒီ relationship တစ်ခုပေါ်မှာငါဘာကြောင့်ဆွဲလန်းနေတာလဲငါဘာကြောင့် attachment တွေများနေတာလဲပေါ့ကိုလည်းဒါလိုမျိုးပုံစံလေးတွေနဲ့အများကြီးသုံးသပ်နေရဆိုတော့တွေ့ရတယ်ပေါ့နော်အဲ့တော့အချစ်ရေးမှာသူပြန်လာခြင်းမလာခြင်းတဲ့ဒီချိန်မှာကို focus လုပ်နေမိတဲ့အရာတစ်ခုကကြတော့ငါရဲ့တက်လန်းတွေငါဘဝရဲ့ဘယ်လိုမျိုးအမြင့်ကိုရောက်နိုင်မလဲဆိုတဲ့အခြေအနေတွေကိုငါဘယ်လိုရှာဖွေမလဲဆိုတဲ့ဟာကိုပို့ပြီးတော့မှအားကောင်းနေတာကိုတွေ့ရတယ် focus လုပ်နေတာကိုတွေ့ရတယ်ဆိုတော့ပြောရမယ်ဆိုရင်ဒီထဲမှာဟိုဟာကြီးပေါ့နော်twin flame energy တခုလည်းခံစားရတယ် twin flame တွေပါမလားတော့မသိဘူးပေါ့နော် twin flame connection တခုခံစားရတယ်ကို focus လုပ်လာတယ်ပေါ့ကို focus လုပ်လာတဲ့အတွက်ကြောင့်မို့လို့အောင်မြင်မှုတွေရမယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ကိုယ့်ရဲ့ဆန္ဒတွေပြည့်ဝမယ်ဆိုတဲ့ဟာလေးပေါ့နော်ဒီလိုပုံစံမျိုးလေးကိုတွေ့ရတယ်အခုချိန်မှာဒါအစွမ်းကုန်စူးစမ်းနေရဆိုတဲ့ဟာလေးကိုတွေ့ရတယ်ဒီထဲမှာတစ်ဖက်လူကိုအရက်မလိုက်တော့ဘဲနဲ့ကို stop လုပ်လိုက်ပြီးတော့မှပြန်ပြီးတော့ကိုစူးစမ်းနေတယ်ဆိုတဲ့ energy ပေါ့နော်ဒီလိုပုံစံမျိုးလေးတွေကိုတွေ့ရတယ်ဆိုတဲ့ခါကျတော့ဒါကျွန်မအားလုံးအတွက်ကို congratulation လို့ကျွန်မပြောချင်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့တစ်ဖက်သူပါပေါ့နော်ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့တစ်ဖက်သူမှာသူဘလို့ခံစားချက်ဖြစ်နေတာလဲဆိုတာကိုကျွန်မတို့ကတ်လေးနဲ့ကြည့်ကြရအောင်အဲ့တော့တစ်ဖက်လူမှာဘလို့ခံစားချက်ဖြစ်နေလဲဆိုရင်ခုနကကျွန်မအစမှာပြောခဲ့သလိုပဲသူ့ဘက်ကနေစတင်ခြင်းတွေလောက်လာနိုင်တယ်လို့ကျွန်မပြောခဲ့တယ်အဲ့တော့ဒီမှာလဲ Death and Rebirth ဆိုတဲ့ခါကျတော့ငါတို့ရဲ့နာကျင်ခြင်းခရီးတစ်ခုကပြီးဆုံးခဲ့ပြီးပြန်ပြီးတော့မှစတင်မယ်ကိုယ့်စီကိုပြန်ပြီးတော့မှဆက်သွဲခြင်းလာတယ်အဲ့လိုမျိုးစိတ်ဆုံးဖြတ်ချက်မျိုးတွေသူ့ဘက်ကနေချလာဖို့ရှိရဲဆိုတာလေးကိုဒါကျွန်မတွေ့ရတယ်သူဘလို့တွေးနေလဲဆိုတဲ့ခါကျတော့တကယ်ပဲသူကတော့လေကိုရီနှစ်ယောက်ဖြစ်သွားတဲ့အပေါ်မှာအရင်ကြီးစိတ်မကောင်းဖြစ်နေတဲ့ခံစားချက်လေးကိုတွေ့ရတယ်ဘာဖြစ်လို့လဲဆိုတော့
ဒီလိုမဖြစ်ခဲ့ရင်ကောင်းသားငါတို့နှစ်ယောက်ကဒီလိုမျိုးအပြစ်တွေမပြောဘဲနဲ့ပြဿနာမဖြစ်ခဲ့ရင်ကောင်းသားဆိုပြီးတော့မှဒီလိုပုံစံမျိုးလေးတွေးနေတာပေါ့နော်ဒီအတိတ်ကိုပြန်ပြီးတော့မှတန်းထနေတာပေါ့အတိတ်ကိုပြန်ပြီးတော့မှသူကအမားပြင်ဆင်ခြင်းတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးမလုပ်ခဲ့ရင်ကောင်းသားအဲ့တော့ကတော့ဘယ်လိုမျိုးမပြောလိုက်ရရင်ကောင်းသားဒီလိုပုံစံမျိုးလေးနဲ့သူ့ဘက်မှာတွေးနေတဲ့ဟာလေးကိုတွေးရတယ်ပြောရမယ်ဆိုတော့သူ့ရဲ့ energy ကလက်ရှိ present ထက်ကိုအရင်က past ကိုပို့ပြီးတော့မှသွားနေတဲ့ energy လေးရှိရပေါ့နော်ဒါကြောင့်မို့လို့ तू ကကိုယ့်ကိုပြန်ပြီးတော့မှဆက်သွယ်ချင်လာတာပြန်ပြီးတော့မှပြောချင်လာတာဆိုချင်လာတာပေါ့နော်အခုချိန်မှာတော့ तू ဒီ emotional ကကောင်းမနေဘူးဆိုတဲ့ဟာလေးကိုတွေ့ရပေါ့နော်နောက်တစ်ခုအနေနဲ့ကတော့အခုချိန်မှာ तू တကယ်ပဲဒီမှာကြည့်စိတ်ရှုံနေတာပေါ့နော်ခေါင်းကိုက်နေတာပေါ့ကိုကိုလည်းဆက်သွယ်ခြင်းနဲ့ဒါပေမဲ့လည်းသူ့မှာဘလို့စလို့ရမှမသိဘူးပေါ့နော်အဲ့တော့ကြောင့်ကိုရီနဲ့ပတ်သက်ပြီးတော့မှသူကတကယ်ပဲဝေခွဲမရဖြစ်နေတဲ့ခံစားချက်တွေရှိတယ်ဆုံးဖြတ်ချက်ချဖို့ခက်ခဲနေရလေးတွေလည်းရှိတယ်ဆက်သွယ်ခြင်းပေမဲ့လည်းသူကြောက်နေရပေါ့နော်အဲ့လိုမျိုးလေးတွေရှိရဲဆိုတော့သူဒီကိုနဲ့ပတ်သက်ပြီးတော့မှ emotional လည်းမကောင်းဘူး physical ဘိုင်းမှာဆိုလို့ရှင်လည်းဒါတက်ရောက်မှုတွေရှိနေရပေါ့နော်စိတ်ရှုပ်တယ်အရာရာအဆင်မပြေဘူး communication တွေလည်းသူ့ဘက်မှာသူ့ဟာနဲ့သူမကောင်းဘူးအဲ့လိုမျိုးတွေသူဖြစ်နေရဆိုတဲ့ဟာလေးကိုဒီမှာတွေ့ရတယ်နောက်တစ်ခုအနေနဲ့ကတော့သူလည်းသူ့ဘက်မှာတော့ပေါ့နော်ဒီညတာမှုတစ်ခုကိုလိုချင်တယ်ကိုသူကကြီးပဲတောင်းမှန်နေရမျိုးမဟုတ်ဘူးသူကကြီးပဲဆက်သွယ်ရတာမျိုးမဟုတ်ဘဲနဲ့နှစ်ဦးနှစ်ဖက်ကတယောက်နဲ့တယောက်အပေါ်မှာနားလည်မှုရှိလေးပြန်ပြီးတော့မှချိန်ညှိကျင်တာပေါ့နော်ယောက်ျားလေးရကြီးပဲတောင်းမှန်ရမယ်မိန်းကလေးရကြီးပဲအချော့ပေးနေရတယ်အချော့ပေးနေရတယ်ဒီလိုပုံစံမျိုးမဟုတ်ဘဲနဲ့relationship တစ်ခုမှာနားလည်မှုတစ်ခုကိုရယူဖို့အတွက်ကိုပို့ပြီးတော့မှအားတာနေတယ်ဆိုတော့သူ့ရဲ့ခံစားချက်လေးကိုလည်းတွေ့ရတယ်ဆိုတဲ့အခါကျတော့တချို့ relationship တွေမှာလည်း main ကလေးတွေဆိုလို့ရှင်လဲဒါသူချော့လာတာကိုပဲစောင့်မယ်ဆိုတာမျိုးတဲ့ကိုယ့်ဘက်ကနေလည်းဒါကမ်းလှမ်းမှုလေးတွေလောက်တာမျိုးလောက်တဲ့နေပေါ့နော်တချို့သော relationship တွေမှာတော့ကိုကအုံနောက်ရှိဆုံးဖြတ်ပါကိုယ့်ရဲ့ညံရှိဆုံးဖြတ်ပါပေါ့နော်ကိုယ့်အပေါ်မှာတစ္ဆာဖောက်တဲ့လူမကောင်းတဲ့လူတွေအတွက်ကိုကြတော့လဲကိုဒီရှေ့ဆက်ပြီးတော့မှရွေးချယ်မှာလားဒီမှာပဲကတ်တော့လုံမှာလားဆိုတာကတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်လိမ့်မယ်နော်အဲ့တော့ကိုယ့်ပေါ်နိုင်တဲ့စီးနှင်းလုံနေပြီးတော့မှကိုဟာဒီ relationship မှာပျော်ရတာတဲ့ attachment များနေတာတဲ့ဘယ်ဥစားကပျော်ရွှင်နေလားပေါ့ attachment ကပိုများနေတာလားဆိုတော့ပြန်ပြီးတော့မှစဉ်းစားစီခြင်းတယ်အဲ့လိုစဉ်းစားမှသာလျှင်သူနဲ့ကိုနဲ့ရဲ့ခံစားချက်အစစ်မှန်ကိုတွေ့လိမ့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီ relationship လေးတစ်ခုမှာတော့သူ့ဘက်ကနေသူကဒါပြန်ပြီးဆက်သွယ်ခြင်းပေမဲ့လည်းသူကနေပဲအဲ့လိုမျိုးပြောနေရတာမျိုးမလုပ်ချင်ဘူးနှစ်ဦးနှစ်ဖက်နားလည်မှုရှိလေးပေါ့မြတတာဖြစ်ချင်တဲ့စိတ်မျိုးပေါ့နော်ဒါလေးကိုသူတောင်းတနေရမျောလေးနေရဆိုတဲ့ဟာလေးကိုကျွန်မဒီမှာတွေ့နေရတယ်အဲ့တော့ဒါကသူ့ဘက်က feeling လေးကိုကျွန်မပြောပြထားတာပေါ့နော်ဒါသူ့ဘက်မှာဆိုလို့ရှိရင်လည်းဒါကိုနဲ့ပတ်သက်ပြီးတော့မှအတိတ်ကကိစ္စတွေမှာလည်းသူအများကြီးစိတ်ရှုပ်ထွေးနေတဲ့ဟာလေးကိုတွေ့ရတယ်ပြန်ဆက်သွယ်ခြင်းပေမဲ့လည်းသူဒီအနေငယ်စိတ်ခေါင်းကိုင်နေတဲ့စိတ်ရှုပ်နေတဲ့ဒီလိုပုံစံမျိုးလေးပေါ့နော်သူ့ဘက်ကနေလည်းကိုကသူကကြီးအလျှော့ပေးတာမျိုးမဟုတ်ဘဲနဲ့နှစ်ဦးနှစ်ဖက်နားလည်မှုရှိရင်းချက်မှုရှိတဲ့ relationship ကိုသွားတဲ့ style မျိုးကိုသူလိုချင်နေတယ်ဆိုတဲ့ဟာလေးကိုဒါမြင်ရတာပေါ့နော်အဲ့တော့ကျမတို့ဒီမှာ left message လေးနဲ့ဆွဲထားတယ်ပေါ့နော် left message လေးကဘာပြောမလဲဆိုလို့ရှိရင်တယောက်အကြောင်းကိုတယောက်ပေါ့နော်ကိုယ့်ရဲ့ခံစားချက်အစစ်မှန်ကိုယ့်အတွင်းထဲမှာငါကတော့ဘယ်လိုဟာရာတွေကိုမကြိုက်ဘူးငါကတော့ဒီလိုအရာတွေလုပ်ရင်အစစ်မပြေဘူးဆိုတဲ့ဟာမျိုးပွန့်ပွန့်လင်းလင်းပြောတဲ့နေပေါ့အဲ့လိုမျိုးကိုယ့်ရဲ့အတွင်းခံစားချက်တွေကိုပွန့်ပွန့်လင်းလင်းပြောလာတဲ့အခါမှာတော့ပိုပြီးသိသွားတဲ့အခါမှာတော့နှစ်ယောက်စလုံးကပို့ပြီးတော့မှနီးစပ်နိုင်တယ်ပို့ပြီးတော့မှအဆင်ပြေနိုင်တယ်ဆိုတဲ့ဟာလေးကိုပြောထားတာဖြစ်တယ်ဥပမာပေါ့နော်ဘယ်လိုပြောရမလဲဆိုရှင်ကိုရင်ထဲမှာတော့သူဤဒါလုပ်နေတာကိုမကြိုက်ဘူးဒါပေမဲ့လည်းကိုချစ်တဲ့လူဆိုတော့မပြောတော့ပါဘူးလေဆိုပြီးတော့မှထားလိုက်တဲ့အရာတွေပေါ့နော်တရားတွေကကြာလာတဲ့အချိန်မှာမျိုးသိပ်ထားတာတွေများလာတဲ့အချိန်မှာအစင်မပြေတဲ့စိတ်ခံစားချက်တွေကအဆိုင်ခဲလို့ဖြစ်လာပြီးတော့မှနောက်ဆုံးမှပြဿနာကြီးကြီးမားမားတက်တာလိုမျိုးပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်ကိုရဲ့အတွင်းစိတ်ခံစားချက်မှာဘယ်လိုလေးတွေရှိရဲဘယ်လိုမျိုးလေးတွေညှိနှိုင်းကြမယ်လို့တယောက်နဲ့တယောက်ကပို့ပြီးသိသွားတဲ့အခါမှာကိုရဲ့ relationship လေးကပို့ပြီးတော့မှ deep ဖြစ်လာမယ်အဆင်ပြေလာမယ်ဆိုတဲ့ဟာကိုပြောထားတာဖြစ်တယ်ကဲနောက်တစ်ကအနေနဲ့ကတော့ကိုရဲ့ချစ်ချင်မြတ်တာလေးကိုတခြားလေးဖော်ပြပါပေါ့နော်ကိုကပါဇက်ကနေပဲချစ်တယ်လွမ်းတယ်မဆက်သွယ်လာဘူးဒီလိုမျိုးပဲကိုကပြောနေလို့မရဘူးဒီလိုမျိုးတစ်ခုတည်းကိုပဲတောင်းတနေလို့မရဘူးကိုကသူ့ပေါ်မြတ်တာထားတယ်ကိုကသူ့ပေါ်ချစ်တယ်ဆိုတာတကယ်လုပ်ပြလိုက်ပါ
နော် physical ဘိုင်းမှာရောပေါ့နော်အဲ့လိုမျိုးတကယ်လုပ်ပြလိုက်ပါသူကြိုက်တဲ့မုံလေးတွေကျွေးလိုက်တာသူကြိုက်တဲ့အရာလေးတွေကိုလက်ဆောင်ပေးတာဘလို့ပုံစံမျိုးလေးပဲချစ်ပြတာဒီလိုပုံစံမျိုးလေးကိုကတကယ်လုပ်ပေးတဲ့နေပေါ့နော်ဒါလေးကိုလုပ်ပေးမယ်ဆိုလို့ရှိရင်တော့ဒါနှစ်ယောက်စလုံးရဲ့အခြေအနေလေးကပိုရှင်းလင်းပြီးတော့မှတယောက်နဲ့တယောက်ကိုပိုပြီးနားလည်ပြီးတော့မှဒါကသိမြင်လာမယ်ဆိုတဲ့ဟာလေးကိုကျွန်မဒီ reading လေးမှာဒါပြောပြချင်တာဖြစ်ပါတယ်အဲ့တော့ဒီ reading လေးကတော့ဒီနေ့ဒီလောက်ပဲဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ဒီထက်ပိုပြီးတော့မှကောင်းတဲ့ energy တွေနဲ့ကျမတို့ပြန်ပြီးတော့မှဆုံးကြမယ်တခုဆိုလို့ရှိရင်လေဒါတဖြည်းဖြည်းနဲ့ energy က level up လာတယ်ဆိုတာလေးကိုကျမတွေ့ရတယ်ပေါ့နော်တွေ့ရတဲ့အတွက်ကြောင့်မလို့လဲအားလုံးအတွက်ကိုဝမ်းသာပါတယ်ဒီထက်ပိုပြီးနားလည်မှုရှိတဲ့ relationship တစ်ခုကိုပိုင်ဆိုင်နိုင်ပါစေမဖြေရှင်းရသေးတဲ့ပြဿနာတွေရှိမယ်ဆိုလို့ရှိရင်လေဒါတယောက်နဲ့တယောက်ကပြန်ပြီးတော့မှနားလည်မှုကိုယူပြီးတော့မှပြန်ပြီးတည်ဆောက်နိုင်ပါစေလို့ကျမဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်